ကိုချေတော့ဘောရကနေနိုင်သည်၍ရှောက်အောင်ဟေးရှောက်အောင်ဟေးနောက်ဆုံးတနေ့ထိကိုပလက်ဖောင်းမင်းသာရင်စားပြောင်းတင်ညမှာအပြင်းလောကရဲ့ခလာသူအဆူကမီခိုရာဌာနအိမ်ဆိုလေးနဲ့အိမ်ရမမီတော့ဘူးအာချူရီမီလောအောင်မှာကိုအိတ်ထက်လက်လိုက်ရှာကြည့်ငွေရဲ့ဆူလို့တစ်ဆယ်ရန်နဲ့ကျွေးတချို့ရှင်ဝင်မှာတော့မျောလင်းချက်ကြီးတစ်ခုကြပြီလိုက်ခေါ်သူရဲ့မရှိတေလိုကတေနိုင်ဤရှင်လိုကရှင်နိုင်ဤကိုချေတော့ပေါ်ရခနေနိုင်မှာ